နိုင်ငံတကာလေဆိပ်တွေမှာသွားလာနေကြတဲ့ခီးသည်တွေကိုင်ဆောင်ထားတဲ့ passport တွေကနိုင်ငံနဲ့နိုင်ငံအယောင်တွေမတူကြပါဘူး။ဒါပေမဲ့အဟောစရာကောင်းတာကနိုင်ငံတွေရဲ့ passport အယောင်များစုကအနီအပြာအစိမ်းအမဲဒီ၄ယောက်ကိုပဲအယောင်အရင်းအဖြောက်ကွဲပြီးတော့တွေ့ရတတ်တာပါ။ဒီတော့ကမ္ဘာပေါ်ကနိုင်ငံပေါင်း190ကျော်ကဒီ passport အယောင်၄ယောက်ကိုပဲဘာလို့အများစုကသုံးနေကြတာလဲ။ဘယ်နိုင်ငံကဘယ် passport အယောင်ကိုခံရမယ်ဆိုပြီးတော့ဘယ်ဖွဲ့စည်းကသတ်မှတ်ပေးထားလဲ။ဒီအယောင်တွေရဲ့နောက်ကွယ်မှာရောဘလို့အဓိပ္ပာယ်တွေရှိလဲ။ဒီနေ့ဗီဒီယိုမှာဒီအကြောင်းလေးကိုပြောပြသွားပါမယ်။ပထမဆုံးအနေနဲ့ passport ရဲ့အရာကိုဘယ်သူကသတ်မှတ်ပေးထားရလဲဆိုတဲ့ပတ်သက်ပြီးပြောပြချင်ပါတယ်။လေကြောင်းခီးစဉ်နဲ့ပတ်သက်ပြီးနိုင်ငံတကာစံချိန်စံညွှန်းတွေသတ်မှတ်ပေးရတဲ့ International Civil Aviation Organization ICAO ဆိုတဲ့အဖွဲ့အစည်းကြီးရှိပါတယ်။ ICAO က passport တော့ရဲ့အရွယ်အစားဟာဘယ်လောက်ရှိရမလဲ။ဖတ်လို့ရမယ့် machinery တွေပဲစုံပါရမယ်။လုံခြုံရေးအတွက် biometric chip တွေဘယ်လိုထည့်ရမယ်။စတာတွေကိုပဲတင်းတင်းကြပ်ကြပ်သတ်မှတ်ထားတာပါ။ဘယ်နိုင်ငံကဘယ် passport အယောက်ခံရမယ်ဆိုတဲ့ပတ်သက်ပြီးတော့ ICAO အပါအဝင်ဘယ်အဖွဲ့အစည်းကမှကန့်သတ်ချက်ထုတ်ထားတာမျိုးမရှိပါဘူး။ဆိုလိုတာကတော့နိုင်ငံတွေကသူတို့သဘောအရ passport အယောင်ကိုပတ်အောင်ပဲသုံးအဝါအောင်ပဲသုံးလို့ရပါတယ်။ဒါပေမဲ့နိုင်ငံတကာအစိုးရတွေကတော့တည်ကြည်လေးနက်မှုရှိစေဖို့အတွက်ဒီအခြေခံအယောင်၄យ៉ាងကိုပဲသူတို့ရဲ့နိုင်ငံရေးဘာသာရေးပထဝီဝင်အနေထားနောက်ခံအကြောင်းအရာတွေပေါ်မူတည်ပြီးတော့ရွေးချယ်လေးရှိပါတယ်။ကမ္ဘာပေါ်မှာအများဆုံးအသုံးပြုတဲ့ passport အယောင်ကတော့အနီရောင်ဒါမှမဟုတ်ဘာဂန်ဒီလို့ခေါ်တဲ့ကြက်သွေးအယောင်ဖြစ်ပါတယ်။ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုကဒီအယောင်ကိုအဓိကအဖြစ်အသုံးပြုကြပါတယ်။စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့တူရကီလိုမျိုးဥရောပအဖွဲ့ဝင်တွေကိုဝင်ကျင်တဲ့နိုင်ငံတချို့ကပါသူတို့ရဲ့ passport အယောင်ကိုအနီရောင်ပြောင်းပြခဲ့ကြတာပါပဲသဘောကတော့ငါလည်းမင်းတို့အတိုက်ဝဲတွေကပါပဲဆိုတော့နိုင်ငံရေးအရာ message ပေးခြင်းတဲ့ပုံစံမျိုးပါဒါ့အပြင်တခြားကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်ရုရှားစတဲ့နိုင်ငံတွေမှာလည်းသူတို့ရဲ့တမိုင်းကြောင်းနဲ့နိုင်ငံတော်လမ်းအယောင်သွေးပေါ်အခြေခံပြီးအနီရောင်ကိုပဲအယောင်ခွဲတွေအသုံးပြုကြတာတွေ့ရပါတယ်ကျွန်တော်တို့ရဲ့အာဆီယံဒေသကိုကြည့်ရင်လည်းမြန်မာအပါအဝင်စင်ကာပူထိုင်းမလေးရှားနဲ့ဖိလစ်ပိုင်နိုင်ငံတွေဟာအနီရောင်ကိုပဲအယောင်ခွဲတွေအနေနဲ့အသုံးပြုကြတာတွေ့ရမှာပါဒါကအာရှယဉ်ကျေးမှုအများစုမှာအနီရောင်ဟာကံကောင်းခြင်းရဲရင်ခြင်းအောင်မြင်ခြင်းစတာတွေကိုကိုစားပြုတဲ့အယောင်ဖြစ်လို့ဖြစ်နိုင်ပါတယ်ဒါအပြင်ဒီနိုင်ငံအများစုရဲ့နိုင်ငံတော်အလံမှာလည်းအနီရောင်ကအဓိကအယောင်ဖြစ်နေတာကအကြောင်းတရားတစ်ခုဖြစ်ပါဝင်မှာပါဒုတိယအသုံးအများဆုံးကတော့အပြာရောင်ပါအပြာရောင်ကို New World လို့ခေါ်တဲ့ကမ္ဘာတစ်နိုင်ငံတွေအထူးသဖြင့်မြောက်အမေရိကတောင်အမေရိကနဲ့ကာရစ်ဘီယံဒေသကနိုင်ငံအများစုအသုံးကြပါတယ်အပြာရောင်ဟာလွတ်လပ်မှုဒီမိုကရေစီနဲ့သမုဒ္ဒရာကိုဖျက်ချော်လာတဲ့တမိုင်းကြောင်းတွေကိုကိုစားပြုလေ့ရှိပါတယ်ဥပမာဘရာဇီးအာဂျင်တီနာပါရာဂွေးစတဲ့မာကိုဆောလို့ခေါ်တဲ့တောင်အမေရိကစီးပွားရေးအဖွဲ့အစည်းဝင်နိုင်ငံတွေကအပြာရောင်ကိုတူညီစွာသုံးကြပါတယ်အမေရိကန်ပြည်ထောင်စုရဲ့ passport အယောင်ပြောင်းလဲလာပုံကလည်းစိတ်ဝင်စားစရာကောင်းပါတယ်အမေရိကန်ဟာအရင်တုန်းကအမဲရောင်အညိုရောင်အစိမ်းရောင်စသဖြင့်ခေတ်လိုက် passport အယောင်မျိုးပြောင်းလဲသုံးစွဲခဲ့မှုပါတယ်နောက်ဆုံး1986ခုနှစ်အမေရိကန်လွတ်လပ်ရေးနှစ်200ပြည့်အထိမ်းအမှတ်ရောက်မှသာသူတို့ရဲ့နိုင်ငံတော်အလံမှာပါတဲ့အပြာရောင်ကိုတရားဝင်ပြောင်းလဲအသုံးပြုခဲ့တာယနေ့အချိန်ထိပဲဖြစ်ပါတယ်တတိယမြောက်အယောင်ကတော့အစိမ်းရောင်ပါအစိမ်းရောင်ကိုတော့အစ္စလာမစ်ဘာသာဝင်အများစုနေထိုင်တဲ့နိုင်ငံတွေဖြစ်တဲ့ Saudi Arabia, Pakistan နဲ့ Morocco တို့နိုင်ငံတွေမှာအဓိကတွေ့ရပါတယ်ဒါပေမဲ့အစ္စလမ်ဘာသာဝင်နိုင်ငံတိုင်းအစိမ်းရောင်သုံးတာတော့မဟုတ်ပါဘူးနောက်ပြီးအနောက်အာဖရိကနိုင်ငံများစီးပွားရေးအတိုင်ဝန်းနိုင်ငံတချို့ဖြစ်တဲ့နိုင်ဂျီးရီးယား၊ဆီနီဂေါစတဲ့နိုင်ငံတွေကလည်းသူတို့ဒေသရဲ့စိုက်ပျိုးရေးနဲ့သဘာဝသယံဇာတကြိုးပမ်းမှုကိုကိုစားပြုတဲ့အနေနဲ့အစိမ်းရောင်ကိုပဲရွေးချယ်ထားကြပါတယ်။နောက်ထပ်အသုံးများတဲ့ passport အယောင်ကတော့အမဲရောင်ဖြစ်ပါတယ်။အမဲရောင်သုံးတဲ့အထက်ထင်ရှားတဲ့နိုင်ငံတစ်ခုကတော့နယူးဇီလန်နိုင်ငံပါ။နယူးဇီလန်ကဘာလို့အမဲရောင်ကိုသုံးရလဲဆိုရင်အမဲရောင်ဟာသူတို့ရဲ့အမျိုးသားတင်ကေတအယောင် national color ဖြစ်နေလို့ပါ။သူတို့ရဲ့နာမည်ကျော် rugby အသင်းဖြစ်တဲ့ All Blacks ကိုကြည့်ရင်လည်းဒီအယောင်ကသူတို့အတွက်ဘယ်လောက်ထိအရေးပါလဲဆိုတာသိနိုင်ပါတယ်။အခုပြောခဲ့တဲ့အယောင်လေးမျိုးကတော့ကမ္ဘာပေါ်မှာအသုံးများတဲ့ passport အယောင်လေးမျိုးပါဒါပေမဲ့နိုင်ငံအားလုံးကဒီအယောင်လေးမျိုးကိုပဲသုံးကြတာတော့မဟုတ်ပါဘူးဥပမာအနေနဲ့အိန္ဒိယဆိုရင်တာမန်နိုင်ငံသားတွေကအပြာရင်းရောင်ကိုကိုင်ပေမဲ့အစိုးရအရာရှိတွေကအဖြူရောင်နဲ့တန်တမန်တွေကတော့အညိုရင်းရောင်ကိုတီးသန့်ခွဲကြပြီးတော့အသုံးပြုကြပါတယ်နောက်ပြီးဖီဂျီလိုကျွန်းနိုင်ငံတွေဆိုရင်လည်းသူတို့ရဲ့ပင်လယ်ပြာကိုကိုစားပြုတဲ့ဆိုင်ယန်ကာလာအပြာနုရောင်ကိုအသုံးပြုထားတာတွေ့ရပါတယ်ခေတ်တွေပြောင်းလာတာနဲ့များpassport တွေကအယောင်တွေမကပဲအတွင်းပိုင်းဒီဇိုင်းတွေပါပို့ပြီးတော့စမ်းသစ်လာကြပါတယ်ဥပမာပြောရရင်နော်ဝေနိုင်ငံရဲ့ passport အသစ်ဆိုရင်ခဲလွန်အောင်ကြောက်မှာပြရတာနဲ့သူတို့နိုင်ငံရဲ့နာမည်ကျော်ဥဒရလန်ဒန်လို့ခေါ်တဲ့ Northern Lights တွေပေါ်လာတဲ့အထိအမှုပညာဆန်ဆန်ဖန်တီးလာကြပါတယ်အချို့ပြောရရင်တော့ဘယ်နိုင်ငံကဘယ် passport အယောင်ကိုသုံးရမယ်ဆိုပြီးတော့ကန့်သတ်ချက်မျိုးလုပ်ထားတာမရှိပါဘူးနိုင်ငံတွေကသူတို့ရဲ့တမိုင်းယဉ်ကျေးမှုနဲ့ဘာသာရေးအခြေခံပေါ်မူတည်ပြီးတော့ရွေးချယ်ထားကြတာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲဒီနေ့ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ခဲ့ဖို့ဖိတ်ခေါ်ပါပါတယ်နောက်ဗီဒီယိုတွေမှာလည်းလူမျိုးစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်ဆုံရပါမယ်ကျွန်တော်က Adrian ပါ